အမတို့ရေ Fiber S ကိုဒီလိုလေးတောက်လို့ရတယ်နော်ဒီလိုလေးတောက်လို့ရတယ်ဘယ်လိုတောက်လို့ရလဲဆိုတော့ဥပမာကွာစညတို့ကအမောအလုတ်ကနေပြန်လာတယ်မောပြန်ဆိုရင်အရမ်းမောတယ်ပေါ့ပင်ပန်းနေဆိုရင် Fiber S လေးတစ်ခွက်လောက်ဖြိုပြီးတောက်လိုက်နော်အမောကိုပြေသွားတာပဲဒီလားကျို့ဆိုရင်တော့ဒါလေးကိုအနှံ့ရအောင်နဲ့တောင်မှဒါအမောပြေတယ်လို့တောင်မှပြောလို့ရပါပေါ့နော်တောက်လို့လည်းအရန်ကောင်းတယ်ဒါမျိုးအခုဆိုရင်တော့ဒါစညရဲ့အမျိုးသားကိုဖြော်တိုက်ထားတာသူကားမှုလို့တဲ့ကားမှုလို့ဒါလေးဖြော်တိုက်လိုက်တာတောက်လို့အရန်ကောင်းတယ်မကြခင်ပဲလန်းဆန်းလာလိမ့်မယ်လို့ယုံကြည်ပေါ့နော်ဒါလေးလာပြောပြပေးရပါရှင်သူကကြတော့ဒါတထုပ်သေးဆိုတာကိစ္စမရှိဘူးကိုအချိန်မရွေးတောက်လို့ရတယ်အကယ်၍ကိုကဝမ်းချိုးလို့တောက်ချင်တယ်ဆိုမှဒါစညတို့ညပိုင်းအိယာဝန်ကနေလေးကိုနှစ်ထုံတောက်ပေးရတာပေါ့နော်ဒါလေးလာပြောပြပေးရပါရှင်ဝမ်းသားချုပ်တတ်တဲ့လူဆိုရင်တော့ညပိုင်းလေးကိုတောက်ပေးပါအကယ်၍ကိုကဒီတိုင်းပဲဗာလဲအမောပြေပန်းပြေတောက်ချင်တယ်ဆိုတော့အချိန်မျိုးတောက်လို့ရပါတယ်နော်မိုင်းပါရှင်ကဲဒီမှာထုတ်ရဒီလိုလေးပါနော်အမတို့ဒီလိုလေးပါရှင်ဒီထဲမှာဆိုတော့အထုပ်30ပါတယ်ခုလောလောဆယ်တော့16500နဲ့ရနေသေးတယ်လေးတော့ပဲကြက်မှာတော့ရရှင်အားလုံးကိုကျေးဇူးတင်ပါတယ်